Blueprint ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Minecraft ဆောက်မှာပါ let's go အရေးကြီးကျွန်တော်မပြီးရင်ကျွန်တော်achievement တွေမရပါဘူးဗျာကျွန်တော်ရန်ကြနော်ရန်ကြရိုးထိုင်မှာထိုင်ပြီးတော့ကျွန်တော်ရဲ့ movie ကိုကြည့်လိုက်ပါခင်ဗျာဒီ movie ကိုတော့ကြည့်လိုက်ပါဗျာကျွန်တော်ဒီမှာမကြီးရဲ့ကျွန်တော်ကြည့်ရပါတယ်ယူမယ်ဘရိုတို့လေကျွန်တော်ရဲ့ဗလာမှာတော့အဆုံးအသားရောအကျက်ဟာဒီကောင်းတဲ့ပုံစံရေးမိုက်တာရမင်းဒီမှာကျွန်တော်ဒီမှာ white ဝူးရပြီကျွန်တော်တို့ဟဲ့ရောငါရရမင်းတို့လည်းငါရဲ့ဒုတ်ပါပါကိုကြီးကွာသူတွေဒုတ်ပါပါနဲ့မျိုးအသက်ပြင်းနေရောငါတို့ဒုတ်ကိုဒုတ်စာမိစမ်းဒုတ်စာလောက်ဒုတ်စာမိရင်မျိုးတွေပြင်နေဒုတ်စာမိစေရပြီတို့မှာဒုတ်စာကျိုးတွေကိုကျွန်တော်ဒုတ်စာနဲ့ကျွေးနေနော်တို့ဒီမှာ straight တင်ရရပဲတော့မတင်နေကျွန်တော်တိကျအောင်ကျွန်တော် give တဲ့ကိုကျွန်တော်တကားမှမသွားဘူးဟိုဘိုးတို့ဟိုထဲမှာအာယုံရှိအာယုံရှိဒီမှာအဲ့ကြတော့ကျွန်တော်တို့တွေဒီနေရာကျွန်တော်တို့ရဲ့ဘေးခဏလောက်ပြင်မယ်ဗျာဟုတ်ပြီအဲ့ကြတော့ကျွန်တော်တို့တွေဒီမှာရောက်ပြီအဲ့ကြတော့ကျွန်တော်တို့တွေဦးရန်ပစ်ကနေကျွန်တော်တို့တွေတုံးပစ်ခဲ့ရအောင်ကျွန်တော်တို့ဒီနေ့ကျွန်တော်ဒီကနေ့ကောပါရရကောပါမိုင်းလိုက်မရဘူးဘရိုတို့တွေကျွန်တော်မသိတော့ပါဗျာဘရိုတို့အဲ့ကြောင့်ကျွန်တော် speed run နိုင်မယ်ဒီဗီဒီယိုရ speed run နိုင်မယ်တို့ရေကျွန်တော်ရဲလိုက်အိုင်းလုံးရတော့ရေဘရိုတို့တွေအိုင်းလုံးရပြင်တယ်ကျွန်တော်ဖမ်းနေလေရတယ်ဟုတ်ပြီအဲ့ကြောင့်ကျွန်တော်တို့တွေဒီမှာဒါလေးပြုံးမယ်ကျွန်တော်လုံးဝကျွန်တော် PC လေးရရင်ကျွန်တော်ဘရိုတို့တွေဆိုကျွန်တော်ဗီဒီယိုကောင်းလေးကျွန်တော်တင်ရမှာဘရိုတို့တွေတင်ရမှာဘရိုတို့ကျွန်တော်ကျွန်တော်ဘရိုတွေရှိတယ်အဲ့ကျတော့ဘရိုတွေတည်တဲ့အတိုင်းကျွန်တော်တယ်ပါကျွန်တော်ကြည့်ရအောင်အဲ့ဒါတွေကျွန်တော်လိုရင်းနဲ့ဘရိုတို့တွေကျွန်တော်ပတ်တူကိုဘရိုတို့တွေအဲ့ဒီဗီဒီယိုလိုက်ပေါင်း1600ရရင်ဘရိုတို့တွေကျွန်တော်ပတ်တူလုပ်ပေးမယ်ကျွန်တော်ဘာလို့ကျွန်တော်ညံ့တယ်ကျွန်တော်ဒီလိုမျိုးလုပ်ရရောဟုတ်ပြီဟုတ်ရကြကျွန်တော်ဒီမှာကြည့်တဲ့ဘလော့တွေကတော့ကျွန်တော်တောင်းမလို့ချင်ဟုတ်ပြီရပါမလို့တော့အဲ့ဒါကျွန်တော်ချေးတယ်ဘိုးတို့ရေကျွန်တော်ဒီမှာကျွန်တော်အိမ်လေးစောက်မယ်လို့ကျွန်တော်တင်နေအဲ့ဒါဘိုးတို့ရေပြည့်တဲ့အတိုင်းတော့ grass cleaning time bro grass cleaning time တော့မလို့ grass cleaning time ကျွန်တော်ကကျွန်တော်နည်းနည်းပါကျွန်တော်ရှောက်လောက်ထားတယ်အဲ့ဒါကျွန်တော်တို့တွေဟုတ်ရဲ့ကျွန်တော်ဘတ်တခုကျွန်တော်လုံးလိုက်မယ်အဲ့ဒါကျွန်တော်အဲ့လိုအိမ်မရမှာလေပြင်ပါဘလို့လေဟုတ်ရဲ့စမဲလောက်တာရ
ဟုတ်ပြီကျွန်တော်တို့တွေကျွန်တော်မြေကြီးလက်ရှင်းပြီလေကျွန်တော်တို့တွေဒီလိုက်သေးတဲ့အတိုင်းပဲအိမ်ဆောင်မယ်ဘိုးတို့လောက်ကျွန်တော်တို့တွေအိမ်ဆောင်မယ်အဲ့ဒါကျွန်တော်တို့ foundation လို့ကျွန်တော်မြန်မာကတာအတိုင်းနဲ့ကျွန်တော်လုပ်လိုက်မယ်ဟုတ်ပြီ foundation တော့လွယ်တယ်ကျွန်တော်ယောအစီရောလေးတဲ့တက်ပင်သွားခေါ်လိုက်မယ်တို့ရဲ့ကျွန်တော်ခွီးပါရည်ဟေးခွီးပါကောင်းတယ်နော်ဘရိုတို့တွေနော်မိုက်တယ်နော်နော်ရမ်းကျန်းတယ်ဒါကဘရိုဘယ်နဲ့ကျွန်တော်မြေကြီးတွေရတယ်မြေကြီးရတယ်အခုပြင်ကျွန်တော်ဝူလေးသွားခေါက်နေကျွန်တော်ဒီမှာဒီလိုမျိုးကျွန်တော်စောက်ပြီးအခုပြင်ကျွန်တော်မီမန်ယူထဲမှာဘရိုတို့တွေမြင်ရတယ်မာကျွန်တော်မလာဘူးယောဂီအဘေးကျွန်တော်ဒီပါအခုပဲကျွန်တော်လုံးဝဗီဒီယိုတွေလုပ်ဖို့ကျွန်တော်ဘယ်လိုမျိုးဟိုလုပ်ခိုင်း inspire ပေးလဲဆိုတော့ကျွန်တော်ရဲ့ favorite user ဖြစ်တဲ့ Minecraft inspire ပေးတာMinecraft ကြိုက်တယ်ဗျဘယ်လိုလဲမသိဘူးသူကဘာလဲပန်းကြီးလေးဖြစ်တယ်ပြန်ကြည့်နေသူကအင်္ဂလန်မှာအေးစစ်နေရမိသားစုနဲ့လမ်းတယ်ရိုးတွေကျွန်တော်ကဲအောင်ကျွန်တော်စားရတော့မယ်စားရတော့မယ်ရိုးတွေကျွန်တော်ဘိုက်စားလိုက်ရိုးတွေကျွန်တော်ကဲအောင်လိုပဲနေကျွန်တော်ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာကျွန်တော်တော့ချီးတွေတုံးတာတယ်ကျွန်တော်ဘာလဲကျွန်တော်ဘာလဲကျွန်တော်ဘာလို့ချီတုံးတာလဲဆိုတော့ကျွန်တော်မလုံနိုင်ဘူးဗျာတော့တည်တယ်အဲ့ဒါကြောင့်ကျွန်တော်ချီတုံးနေတာနော်တော့ကျွန်တော်ဒီမှာတော့ဒီဒေသငါစားကြလို့တယ်မရှိသားကိန်းပေးရလဲတော့ကျွန်တော်လာမလို့လဲမှာသွေးလို့ကျွန်တော်ဒီစားလိုက်ကျွန်တော်ဒီလိုက်တော့ငါအသားလေးကိုလိုရည်ငါဘိုက်သားလိုက်အမေငါပေးလားအမေငါဘာလို့ငါဒီလိုမျိုးငါရောတွေစားနေရလဲကွာငါဟင်းချက်ပြီးတော့ငါစားလို့ရတယ်ဒီကျွန်တော်အုပ်လို့တွေကျွန်တော်ယာယီအဲ့ဒီပြင်ကျွန်တော် YouTuber တိုင်းကအဲ့နာမည်မပြောအဲ့တစ်သားတွေလို့ပဲပြောကျွန်တော်ကြာမှာဘာလို့အုပ်လို့တွေပါလဲတော်လို့လဲကျွန်တော်ဘလို့လဲမသိကျွန်တော်ကြိတ်လို့ပြောဟုတ်ပြီအဲ့ကျတော့ရိုက်ကြကျွန်တော်ဒီလိုမျိုးကျွန်တော်လောက်ထားလိုက်မယ်အဲ့လိုဆိုကျွန်တော်ကြိုက်လို့ဒီလိုကျွန်တော်အဲ့လိုကျွန်တော်ကြိုက်တယ်အဲ့ဒီတော့ကျွန်တော်ဘိုက်စားလိုက်ဒီကျွန်တော်စားတော့မယ်ဒါလေးကျွန်တော်စားမယ်ကျွန်တော်တေးသားမရှိတော့ဘူး
ဒီမှာကျွန်တော်တကားကိုကျွန်တော်ပြည့်နေမှာကျွန်တော်ထည့်ပါမယ်ဟုတ်ပြီကျွန်တော်အဲ့နေရဆိုတော့ကျွန်တော်တို့ကျွန်တော်ရဲ့တော့ပြန်ရည်ဟိုကောင်ယူတော့ကျွန်တော်ပြန်ယူနေရတို့တွေရေဟုတ်ပြီကျေးဇူးတင်ပါတယ်ကျွန်တော်ပြန်ရတော့ကျွန်တော်ရဲ့ torch ကိုလည်းဘရိုတွေအားအိမ်ပြီးပါလို့ပြောပေးပါအောင်ဗျာ